လုံးပဲမင်္ဂလာပါ LLB channel ကနေကြိုဆိုပါရစေလူချင်းမင်းတို့အတွက်ဗဟုသုတရဆရာတွေအများကြီးဒီ channel ကနေဝေမျှပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe နဲ့ like and share လေးကိုလုပ်ပေးပါနော်ဒီနေ့မှာတော့ရေလုံးဝမတောက်တဲ့အခြေအနေအချိန်ခါ9မျိုးကိုပြောပြပေးသွားချင်ပါတယ်လူအများစုဟာအားကစားလုပ်တဲ့အချိန်ဂျင်ဆော့တဲ့အချိန်ဒင်နာစားတဲ့အချိန်တွေမှာရေကိုလုံးဝမတောက်ဘဲမနေနိုင်ကြပါဘူးရေတောက်ပေးခြင်းကကောင်းတာရှိတယ်လို့မတောက်ပေးတဲ့အခြေအနေတွေလည်းရှိပါတယ်အဲဒါကြောင့်ဘယ်အချိန်တွေမှာရေကိုတောက်ရင်အန္တရာယ်ရှိတယ်လဲဆိုတာမိတ်ဆွေတို့အတွက်ဝေမျှပေးသွားချင်ပါတယ်အဆုံးထိနားထောင်ပေးပါနော်နေ့ဘက်တွေမှာရေကိုလိုအပ်တာထက်တောက်မိရင်ဘာဖြစ်မလဲဆိုတာပြောပြပေးသွားမှာပါကြိုပြီးပြောပြရရင်တော့ကောင်းတာတခုမှမရှိပါဘူးနံပါတ်1အိယာမဝင်ခင်ရေကိုမတောက်တင်ပါဘူးအိယာမဝင်ခင်ရေမတောက်တင်ခြင်းရဲ့အဓိကအကြောင်းရင်းတွေကတော့အနည်းဆုံးအချက်3ချက်လောက်ထိရှိပါတယ်ဖြစ်နိုင်ခြေအရှိဆုံးရလဒ်ကတော့အိတ်ဆက်ခြင်းကိုအနှောက်အယှက်ဖြစ်စေပါတယ်မိတ်ဆွေတညလုံးစီးခဏခဏသွားနေရပါလိမ့်မယ်ပြန်အိပ်ပြိုသွားဖို့တဲ့အချိန်ကြာကြီးကြိုးစားရပါမယ်။နောက်တစ်ချက်ကတော့ကျမတို့ရဲ့ကြောက်ခတ်ဟာနေ့ဘက်မှာထညဘက်မှာအလုပ်လုပ်တာပူနှင်းနေပါတယ်။အဲဒါကြောင့်မနဲ့နိုးလာရင်ခြေလက်တွေနဲ့မျက်နှာတွေရောင်အန်းတက်ပါတယ်။အိယာမဝင်ခင်ရေတောက်လိုက်ရင်ဒီလိုလက္ခဏာတွေပေါ်တက်ပါတယ်။နောက်ဆုံးတစ်ခုကရေကိုတော်တော်များများတောက်လိုက်မိတယ်ဆိုရင်သွေးထဲမှာရှိတဲ့အရည်တို့တွေကတိုးလာပြီးတော့နှလုံးနဲ့သွေးကြောတွေပေါ်ကိုအန္တရာယ်များတဲ့ဖိအားတွေတက်ရောက်လာစေနိုင်ပါတယ်။အဆိုးဆုံးအနေနဲ့တော့လေတင်တုံးဖြစ်တာမျိုးတွေတောင်ဖြစ်လာနိုင်ပါတယ်။နံပါတ်2လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေခြင်းလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာရေကိုလွန်လွန်ကဲကဲတောက်မိလိုက်ရင်အလွန်ပြင်းထန်တဲ့စူးကျူးတွေရရှိစေနိုင်တယ်လို့ပညာရှင်တွေကဆိုထားပါတယ်။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကအပူချိန်မြင့်တက်လာတဲ့အတွက်သင်ဟာပိုအိုက်လာပါလိမ့်မယ်။အဲဒါကြောင့်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာရေကိုအလွန်အကျွံတောက်လိုက်မယ်ဆိုလို့ရှိရင်သင်ခန္ဓာကိုယ်က electrolyte ဆိုတဲ့ဓာတ်စားရည်တွေရုတ်တရက်ကုန်ခန်းခြင်းကိုဖြစ်စေပါလိမ့်မယ်။ဒီအတွက်ရလက်အနေနဲ့ကတော့ကောင်းကြိုက်တာပြုတ်အံတလူလိုဖြစ်တာနဲ့ခေါင်းမူးတာတွေကိုခံစားရပါလိမ့်မယ်။ဒါကြောင့်လဲဆရာဝန်တွေကလေ့ကျင့်ခန်းလုပ်ပြီးမှသာရေတောက်ဖို့ပြောထားတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရေကမိတ်ဆွေရဲ့ကြွက်သားနဲ့အဆစ်မြစ်တွေထဲမှာစုပြုံနေတဲ့အညစ်အကြေးတွေရှင်းထုတ်ပေးနိုင်လို့ပါ။ဒါအပြင်ကြွက်သားတွေရဲ့ကွေးနိုင်ဆက်နံမှုကိုလည်းတူတက်စေနိုင်ပြီးတော့နာကျင်ရောင်ရမ်းမှုကိုလည်းလျော့ပါတက်တာစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။နံပါတ်3မိတ်ဆွေရဲ့စီးဟာအယောင်မရှိဘူးဆိုရင်ရေကိုမတောက်တင်ပါဘူးလုံးဝအယောင်မရှိတဲ့ကြည်လင်နေတဲ့စီးဟာရေဓာတ်အလွန်ပြေဝနေတဲ့ဆိုတဲ့အဓိပ္ပာယ်ပါမိတ်ဆွေရဲ့စီးရောင်စီးကအယောင်မရှိဘူးဆိုလို့ရှိရင်မိတ်ဆွေကနေဖက်မှာရေမစားဘဲနဲ့တောင်မှရေကိုတော်တော်တောက်ထားလို့ဖြစ်ပါတယ်ဒီလိုရေဓာတ်လွန်ကဲမှုဟာသွေးထဲရှိဆိုဒီယမ်ပမာဏကိုလျော့ကျစေပါတယ်ဒါကနှလုံးတိုက်ခိုက်ခံရခြင်းအပါအဝင်အခြားပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်ပွားစေနိုင်ပါတယ်နံပါတ်4အဆက်ပြေဖို့ရေတောက်တာပါငှုတ်တီးငှုတ်ကောင်းတို့လိုမျိုးဆက်တဲ့အစားအစာတွေကိုစားပြီးပြီးချင်းမှာရေကိုလုံးဝမတောက်တင်ပါဘူးဒီလိုဆက်တဲ့အရာတာကိုစားပြီးတော့ပါဆက်လောင်တဲ့အရာတာခံစားရတာကကက်ပစီစင်လို့ခေါ်တဲ့မော်လီကျူးတစ်မျိုးကြောင့်ဖြစ်တာပါဒီမော်လီကျူးကပါဆက်သေးကိုရောက်သွားတဲ့အချိန်မှာနာကျင်မှုကိုလက်ခံတဲ့အင်္ဂါတွေကိုနှိုးဆွပေးတာတဲ့အုံနောက်ကပူလောင်ဆက်ပင်းတဲ့ခံစားမှုကိုဖေရှားဖို့စူးစမ်းပေးပြီးတော့မိတ်ဆွေတို့ရဲ့မျက်ရည်ကိုလည်းကျလာစေပါတယ်နှာရည်တွေလည်းထွက်လာစေပါတယ်ချွေးရင်တောင်ပြန်လာနိုင်ပါတယ်ကက်ပစီစင်မော်လီကျူးကနမ်းမူလာမော်လီကျူးဖြစ်တဲ့အတွက်နှုတ်ရည်လိုမျိုးနမ်းမူလာမော်လီကျူးတွေမှာပဲပြိုဝင်နိုင်ပါတယ်နှုတ်မှာအစီမော်လီကျူးတွေပါဝင်ပါတယ်ဒီနှစ်ခုစလုံးကတော့မိတ်ဆွေတို့ရဲ့ပတ်ဆက်အတွင်းပူလောင်မှုကိုငြိမ်းနိုင်ပါတယ်ဒါပေမဲ့ပူဆက်တဲ့ညှို့တီးကိုရေလိုမျိုးပူလာမော်လီကျူးတွေနဲ့ဖွဲ့စည်းထားတဲ့အရာတွေနဲ့ဆေးချလိုက်မယ်ဆိုလို့ရှိရင်ပတ်ဆက်နဲ့လေချောင်းတစ်ချောက်ကိုကက်ပစီစင်တွင်ပြန့်နှံ့သွားပြီးတော့တင့်ကိုပူပြီးတော့ပူလောင်စေပါတယ်ဒီလိုမျိုးအရင်ကလှုပ်ဖူးတယ်ဆိုလို့ရှိရင်အဆက်စားပြီးရေတောက်လိုက်တာကအဆက်ပြေတဲ့အပြင်ပူပြီးတော့တောင်ဆိုးသွားတတ်တယ်ဆိုတာမိတ်ဆွေတို့သိမှာပါအကယ်၍နွားနို့အလွယ်တကူမရှိဘူးဆိုလို့ရှိရင်ရေတောက်မဲ့အစားတခြားမဆက်တဲ့အစားအစာတစ်မျိုးမျိုးကိုစားပေးတင်ပါတယ်နံပါတ်5အစာစားနေခြင်းမစားခင်လေးနဲ့စားပြီးပြီးချင်းအချိန်တွေမှာရေမတောက်တင်ပါဘူးအစာစားရင်းနဲ့ရေအလွန်အကျွံတောက်ထားတယ်ဆိုလို့ရှိရင်အစာမကြေချင်းကိုဖြစ်စေပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတို့ရဲ့ပါးစပ်ကအစာချေစနစ်ကိုကောင်းမွန်စေတဲ့အင်ဇိုင်းပါဝင်တဲ့တည်ရည်တွေကိုထုတ်ပေးပါတယ်။တဖန်အစာအင်ကလည်းအစာချေဖို့အတွက်တင်မကပဲတင့်အစာထဲမှာပါတဲ့ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ gastric acid
အစာချေအဆစ်တွေကိုထုတ်ပေးပါတယ်။ဒီအရေးကအစာကိုကျုံပြီးတေးသွားအောင်ကြိတ်ချေပေးတဲ့အတွက်အရန်ကိုအရေးကြီးပါတယ်။ဒီလုပ်ငန်းစင်တာမရှိဘူးဆိုရင်အစာတွေကဦးသိမ်ဦးမတွင်ဖြစ်သွားနိုင်လောက်တဲ့အထိတင်းငင်နိုင်မှာမဟုတ်ပါဘူး။အစာစားနေချိန်မစားခင်လေးနဲ့စားပြီးချိန်တွေမှာရီတောက်လိုက်မယ်ဆိုလို့ရှိရင်ထုတ်နိုင်မှုနေသွားပြီးတော့အစာအိမ်အဆစ်ရည်တွေကိုလည်းအားပြော့သွားစေနိုင်မှာဖြစ်ပါတယ်။ဒီလိုဖြစ်သွားတဲ့အခါတွေမှာမကြင်ညက်တဲ့အစာတွေဟာမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်မှာစုပြုံလာပြီးတော့အစာအဆိပ်ကိုတောင်ဖြစ်စေပါတယ်။မိတ်ဆွေဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေကိုစားတောက်နေတယ်ဆိုရင်တောင်မှရေခဲရည်နဲ့အရက်တွေကိုတွေးဖက်စားတောက်လိုက်မယ်ဆိုလို့ရှိရင်အခြေအနေပူဆူသွားနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့နော်။နံပါတ်6ရေပိုက်ကရေကိုမတောက်ပါနဲ့ပူလောင်တဲ့နွေရာသီမှာပန်းချံရေလောင်းတဲ့ရေပိုက်ခေါင်းကနေလာတဲ့ရေကိုတောက်ပြီးအင်းမြအောင်လုပ်တာကတော့အကြံကောင်းတစ်ခုပါရေပိုက်ကရေတန်းစနစ်နဲ့ချိတ်ထားတဲ့ပိတ်ဖြစ်နေတဲ့မယ်ဆိုရင်ဒီရေပိုက်မှာကိုကမိတ်ဆွေတို့ရဲ့ကျန်းမာရေးအတွက်အန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းတွေပါဝင်နေပါတယ် organic ဓာတ်ပေါင်းဟာအတွင်းပိုင်းကလင်းတွေကနေထုတ်လွှတ်လိုက်တဲ့ဟော်မုန်းတွေကိုသွေးလိပ်ပတ်မှုစနစ်ထဲချိတ်ဆိတ်ပေးတဲ့အင်ဒိုခရိုက်စနစ်ကိုလည်းအနှောက်အယှက်ဖြစ်စေပါတယ်။အန်တီမိုနီးယားအသေးကြောက်ကနဲ့အခြားကိုရင်းအင်္ဂါတွေဖြစ်စည်းမှုနဲ့ဆက်ဆက်နေပြီးတော့ဖက်တလိတ်ကတော့စိတ်ပိုင်းဆိုင်ရာမှာမကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်။ဉာဏ်ရည်နှိပ်ပါလာစေနိုင်ပြီးတော့ကိုယ်အမူအရာအပြုတ်အမူတွေကိုတောင်းပြောင်းလဲလာစေနိုင်ပါတယ်။အန်အာဘာဘီချီချန်ကဂေဟဗေဒဌာနမှာပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ၎င်းတို့စမ်းသပ်ခဲ့တဲ့ပန်းချံကရေပိုက်100%မှာဂေးတွင်ပါဝင်နေပြီးတော့တောက်ရည်တန်အပ်ဥပဒေကသတ်မှတ်ထားတဲ့စိတ်ချရတဲ့ပမာဏထက်ကျော်လွန်နေတာကိုတွေ့ရှိခဲ့ရပါတယ်။နံပါတ်9တဘာဝအတိုင်းမဟုတ်တဲ့စေတကြားတွင်ပါဝင်နေရင်လည်းမတောက်သင့်ပါဘူး။ဒီသတင်းလေးကတော့ကိုယ်အလေးချိန်ချနေတဲ့သူတွေအတွက်အတော်လေးအသုံးဝင်မဲ့သတင်းလေးပါတဘာဝအတိုင်းမဟုတ်ပဲချူအောင်လုပ်ထားတဲ့စေတကြားတွေဟာမိတ်ဆွေတို့ရဲ့အစာစားခြင်းစိတ်ကိုတိုးလာစေပြီးတော့ကိုယ်အလေးချိန်ကိုလည်းတက်လာစေပါတယ်စေတကြားဟာတကယ့်ကြံတကြားအစစ်ထက်အစပေါင်း30ကနေ8000အထိပူပြီးချိုပါတယ်။ဒါကြောင့်အစာတွေဖြိုရည်တွေကိုစေတကြားထည့်တဲ့အခါမှာနည်းနည်းလေးပဲထည့်ရတာပါ။တံဖျာအရသာပါတဲ့အချိုရည်တွေဟာဒီလိုစေတကြားဓာတ်တင်ပါဝင်မယ်ဆိုတာသိချတဲ့အတွက်သတိထားသင့်ပါတယ်။ဘတ်ရှစ်ပင်လေရီကိုတောက်လို့မရဘူးဆိုတာကတော့လူအများစုကသိထားကြပေမဲ့ကျန်းမာရေးကိုဘယ်လိုထိခိုက်စေတယ်လဲဆိုတာကိုတော့လူနည်းစုလောက်ပဲသိကြတာဖြစ်ပါတယ်ပထမဆုံးပြောရရင်တော့ကန်းနဲ့နီးတဲ့ပင်လေရီထဲမှာလူတွေနဲ့ဆက်ပြီးတော့ယောဂဖြစ်ပွားစေတဲ့ virus တွေပါရှိနေပါတယ်အဲဒါကြောင့်ပင်လေသေးရီကူးနေရင်ပင်လေရီနဲ့မတော်တဆပါဇက်ထဲဝင်သွားရင်ချက်ချင်းထွေးထုတ်တင်ပါတယ်မိတ်ဆွေတို့ရဲ့အားလျက်ခရီးတစ်လျှောက်မှာ virus ကြောင့်နေမကောင်းမဖြစ်ချင်ဘူးစိတ်ပျက်စရာလိုယောဂလက္ခဏာတွေမခံစားချင်ဘူးဆိုရင်ပေါ့လေပင်လယ်မှာစားရင်လွန်ကဲပါဝင်နေတာကတော့အထူးပြောစရာမလိုပါဘူးမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့စားပမာဏထက်85%ပိုပြီးပါဝင်နေတာပါဒီပင်လယ်ကိုမတော်တဆမျိုးချလိုက်မိမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်သွေးထဲမှာရှိနေတဲ့စားဓာတ်ပါဝင်မှုကတစ်ချိန်ထိုးမြင့်တက်သွားမှာဖြစ်ပါတယ်ပုံမှန်အနေထားပြန်ရောက်ဖို့ဆိုရင်ရေတန့်တန်ပေါင်းများစွာတောက်မှရမှာဖြစ်ပါတယ်ပင်လေရီကိုတောက်လိုက်ရင်ပြင်းထန်တဲ့ရေဓာတ်ခန့်ချောက်မှုကိုလည်းခံစားရမှာပါရေဓာတ်ချို့တဲ့ရင်ရီစားတာတဘာဝပါဒါပေမဲ့တစ်ချိန်လေးမှာပဲစီးလဲပူပြီးတော့သွားချင်လာမှာပါဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်မှာပူကင်းနေတဲ့စားဓာတ်တွေကိုစွန့်ထုတ်ဖို့ကြိုးစားရလို့ပါဒါအပြင်အစာစားခြင်းစိတ်ပျောက်ဆုံးတာအပင်းထန်ပြုတ်အန်တာနဲ့သတိမေ့တာမျိုးတွေတောင်ဖြစ်ပွားနိုင်ပါတယ်ဒီတော့ပင်လေရီကိုလုံးဝမတောက်မိစေနဲ့နော်မတော်တဆတောက်မိမယ်ဆိုရင်လည်းဆရာဝန်နဲ့ပြသပြီးရေဓာတ်ခန်းချောက်တာကိုပြေပြောက်စေဖို့တောက်ရည်တန့်ကိုခက်များများလေးတောက်ပေးဖို့လိုပါတယ်နံပါတ်9ဒီနေ့လုံးမှာရေအများကြီးတောက်ထားရင်ထပ်ပြီးမတောက်သင့်ပါဘူးကျမတို့ပြောပြဖို့ပေမဲ့ထပ်ပြောရရင်ရေကိုလိုအပ်တာထပ်ပို့ပြီးတော့အလွန်ကျွံတောက်မိမယ်ဆိုလို့ရှိရင်ဆိုဒီယမ်ပမာဏကိုနေပါစေပြီးတော့မလိုလားအပ်တဲ့ဘေးထွက်ဆူကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။ကြောက်ကက်ကိုအလုံးမလုံးအောင်ကြောက်ကက်ရဲ့သွေးထဲမှာပါဝင်တဲ့ပစ္စည်းတွေတမမျှတအောင်လုပ်ပေးတဲ့လုပ်ငန်းစဉ်ကိုတားဆီးလိုက်တဲ့အတွက်ကြောက်ကက်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒီတော့ရေကိုအလွန်အကျွံတောက်တာကတော့လုံးဝမကောင်းပါဘူး။ရေကိုအလွန်အကျွံတောက်မိမယ်ဆိုရင်တော့hyponatremia ဆိုတဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်ဆရာဝန်တွေကတော့ဒီအခြေအနေရောက်ရင်ပေါ်လို့မရပါဘူးတဲ့အသက်ကိုတောင်မှထိခိုက်နိုင်ပါတယ်လို့ဆိုထားပါတယ်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆိုဒီယမ်ပမာဏအရန်ကိုနေသွားတဲ့အခါမှာခန္ဓာကိုယ်ထဲကဆေးတွေဟာဆိုလို့ရှိရင်ရောင်ရမ်းဖောင်းပွားလာပါတော့မယ်ဖောင်းပွားလာတဲ့အာယုံကြောတ िश ူတွေဟာအုံနောက်ပေါ်ကိုဖိအားတက်ရောက်စေပါတယ်တူတူပြောရလို့ရှိရင်တော့အုံနောက်အမီပါရောင်တာကိုပြောချင်တာပါအဆိုးရွားဆုံးအခြေအနေမှာဆိုရင်တော့အဆုတ်တွေဟာရည်တွေနဲ့ပြည့်သွားတာပါဒီယောဂလက္ခဏာလေးတွေကတော့အတော်လေးကိုကြောက်စရာကောင်းပါတယ်သွေးတွင်းဆိုဒီယမ်ဓာတ်ညော့နေတဲ့ယောဂလက္ခဏာခံစားတဲ့သူတွေမှာလေတင်နှုံးဖြတ်ခြင်းဇဝေဇဝါဖြစ်ခြင်းခေါင်းမိုးခြင်းစိတ်ကြခြင်းခေါင်းကိုက်ခြင်းနဲ့ပြုတ်အန်ခြင်းခြေလက်ဖိုးရောင်ခြင်းတွေကိုလည်းခံစားရပါတယ်အခုပြောပြတဲ့အချက်လေးတွေကတော့မိတ်ဆွေတို့ကိုရေမတောက်ရဲအောင်6လံပြီးပြောဆိုနေတာမဟုတ်ပါဘူးရေကတမန်ခန္ဓာကိုယ်လှုပ်ဆောင်ချက်တွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်ရေကိုလည်းမဖြစ်မနေတောက်ပေးသင့်ပါတယ်ဒါပေမဲ့တန်ဆဲလွန်ပဲဆိုသလိုပဲလိုအပ်တာထက်အလွန်အကျွံမလုပ်တာကောင်းပါတယ်ဒီတော့ရေကိုလိုအပ်တာထက်ပိုပြီးမတောက်မိအောင်ထိန်းချုပ်သင့်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာတော့ရေလုံးဝမတောက်တဲ့အခြေအနေကိုမျိုးကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒီအရာလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်ဟုတ်ကဲ့ပါအားလုံးကိုနားဆင်ပေးတဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်